ဘာမှမအထူးခြားဆုံးငှက်တစ်မျိုးကြောင်းပြောပြချင်ပါတယ်။သူကတော့မပြတ်နိုင်တဲ့အပြင်ညာဘက်မှာလှုပ်ရှားကျက်စားတဲ့နယူးဇီလန်ရဲ့အမတ်သားကီဝီငှက်ပါပဲ။ဆိုတော့လေကီဝီကငှက်တစ်ကောင်ဆိုပေမဲ့သူရဲ့နေထိုင်ပုံကနို့တိုက်သက်သွားတစ်ကောင်နဲ့တော်တော်လေးစင်တူနေတယ်။ဥပမာသူရဲ့အမြင်အာရုံကအားနေတယ်။ဒါပေမဲ့ကြောင်နေလို့ပဲအာရုံခံနှုတ်ခမ်းမွေးတွေပါလာတယ်။ပြီးတော့အော်စရာကောင်းဆုံးကသူ့ရဲ့နှုတ်သီးရှည်ကြီးရဲ့ထိပ်ဖျားမှာနှာခေါင်းပေါက်တွေရှိနေရပဲ။ဒါကြောင့်ညဘက်အစားရှာတဲ့အခါမျက်စိနဲ့မြင်တာမဟုတ်ပဲအနံ့ခံပြီးမြေကြီးထဲကတီကောင်တွေနဲ့ပိုးမွားတွေကိုရှာဖွေစားတုပ်ကြတာပါ။ဒါတင်မဲ့လားဆိုတော့မဟုတ်သေးဘူး။သူတို့ရဲ့မျိုးပွားပုံကတကယ်ကိုမယုံနိုင်လောက်ပဲ။ကီဝီအမားတကောင်ဟာသူ့ခန္ဓာကိုယ်ရဲ့၄ပုံတစ်ပုံ25%လောက်အထိကြီးတဲ့ဥဒလုံးကိုဥချနိုင်တယ်။စဉ်းစားကြည့်လေဒါကလူတစ်ယောက်ကခလင်းငယ်တစ်ယောက်ကိုမွေးတဲ့အချိုးစားနဲ့နီးပါးတူနေတာပို့ပြီးတော့ထူးခြားတာကဘာလဲဆိုတော့အဲ့ဒီဥနေပေါင်းလာတဲ့အကောင်ပေါက်လေးတွေဟာအမွေးစုံနဲ့မွေးလာပြီးရပိုင်းအတွင်းမှာပဲမိဘအကူကြီးမလို့ပဲကိုဘာသာအစာရှာစားနိုင်ကြတာပါပဲခြုံပြောရရင်တော့ကီဝီဆိုတာအနံ့ခံအာယုံကောင်းအမီအခိုကင်းတဲ့သားငယ်တွေနဲ့နယူးဇီလန်ရဲ့တကယ့်ကိုအဖိုးတန်ရတနာပါပဲဗျာ